နောက်တစ်ခုကတခါစေရနောင်ရဲ့မေကုန်းနဲ့ဆရာတော်ဘုရားအဘိဓမ္မာဘာသာရပ်တိဘဝ၌မြည်မြအရေးပါချောင်းတပည့်တော်အားဖြေချပေးတော်မူပါထမင်းကဘလောက်အရေးပါတယ်ဆိုတာသိတယ်မဟုတ်လားထမင်းမစားရရင်ဘယ်လိုနေမလဲဘိုက်ဆာမှာပေါ့အဲ့ဒါလိုပဲဘဝခရီးကိုနားလည်ဖို့ပတ်ဝန်းကျင်နားလည်ဖို့ဆိုတာကြတော့အဘိဓမ္မာဘာသာရပ်အမှန်တမ်းအရေးကြီးတယ်ဘဝခရီးကိုရှင်းရှင်းလင်းလင်းဆိုရစို့ကိုယ်စိတ်အကြောင်းကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်စိတ်ကောင်းလားစိတ်မကောင်းလားကောင်းတဲ့စိတ်လားမကောင်းတဲ့စိတ်လားသိဖို့ရအဘိဓမ္မာလေ့လာမှာပို့ပြီးတော့သိတယ်အဘိဓမ္မာဟာ analyze လုပ်တဲ့ပညာရပ်တစ်ခုပဲ analyze လုပ်တတ်မှသူကခွဲခြားစိတ်ဖြာပြီးတော့သိတာအနတ္တသဘောတရားကိုလည်းအဘိဓမ္မာလေ့လာခြင်းဖြင့်ပို့ပြီးတော့ထင်ရှားစေတယ်ပေါ့ဘုရားဘာသာဝင်ဖြစ်လာလို့ရှိရင်ဝိပဿနာကျင့်စဉ်ရဲ့အခြေခံအကျဆုံးဖြစ်တဲ့အဘိဓမ္မာဘာသာရပ်ကိုလေ့လာတာဒါအရေးကြီးတယ်ပေါ့အထူးသဖြင့်ဘဝမှာအဘိဓမ္မာသင်ထားသည့်အတွက်ကြောင့်ကိုယ်ဘဝရဲ့အဓိပ္ပာယ်ကိုနားလည်လာတယ်ကိုယ်အကြောင်းကိုနားလည်လောကမှာမေးလိုက်ရင်မင်းအကြောင်းမင်းသိလားဆိုတော့သိတာပေါ့ဘယ်မြို့မှာမွေးတာအမေကဘယ်သူအဖေကဘယ်သူနော်နာမည်ကဘယ်သူဒီလောက်ပဲပြောနိုင်မှာပဲမဟုတ်လားမင်းဘယ်ဘဝလာတာတော့ဆိုတဲ့ question ကိုဘယ်လိုဖြေမလဲဘယ်ကလာတာတော့ဘယ်သွားမှာတော့ဆိုတဲ့မေးခွန်းတွေကြတော့မဖြေနိုင်တော့ဘူးလေအဲ့တော့အဘိဓမ္မာတတ်ထားတဲ့ပုဂ္ဂိုလ်ဟာရှင်းရှင်းကြီးကိုယ့်အကြောင်းနဲ့ကိုယ်နားလည်မှုရှိတယ်ပေါ့အဲ့တော့ကိုယ့်အကြောင်းကိုကိုယ်နားလည်ခြင်းနဲ့ကိုယ့်ရဲ့ဘဝကိုကိုယ်နားလည်ခြင်းနဲ့ကိုယ်စိတ်ကိုနားလည်ခြင်းနဲ့စိတ်ထဲမှာထားရမယ့်စိတ်မထားရမယ့်စိတ်နားလည်ခြင်းနဲ့ဆိုရင်အဲ့ဒါတွေနားလည်မှလည်းပို့ပြီးတော့ဘဝအဓိပ္ပာယ်ရှိတယ်ဆိုတာဖြစ်ဘဝအဓိပ္ပာယ်ရှိဖို့အတွက်ကအဘိဓမ္မာဘာသာရပ်အရေးကြီးတယ်လို့ဒီလိုပြောအဘိဓမ္မာဆိုဒီမှာ profound ဓမ္မ profound doctrine ပဲရုပ်တရားနံတရားတွေနဲ့ပတ်သက်ပြီးသိရှိဖို့ဝိပဿနာကျင့်ဖို့လည်းပဲအဘိဓမ္မာဘာသာရပ်ဟာအထောက်အကူအများကြီးဖြစ်လို့ analytical knowledge of mind and matter ထောက်အကူပြုတဲ့ဘာသာတစ်ခုဖြစ်တယ်ပေါ့ဒါကြောင့်မို့အဘိဓမ္မာကိုနားလည်ခြင်းဖြင့်ကုသိုလ်အကုသိုလ်နားလည်ပြီးဘဝမှာအမှားနည်းသွားနိုင်တယ်ပေါ့အမှားနည်းပြီးတော့အမှန်တွေကိုလုံးနိုင်တာဖြစ်သောကြောင့်အဘိဓမ္မာဟာမတန်အရေးကြီးပါတယ်လို့ပဲပြောပါရစေ